အခုဟာတကယ့်ကိုအသင်းတော်ရဲ့နောက်ဆုံးသောကာလဒီလောကကြီးရဲ့နောက်ဆုံးသောကာလဆိုတာကိုပူပြီးတော့မှနားလည်လာစေတယ်ပူပြီးတော့မှခံစားစီလာတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်တော့တမန်ကျမ်းစာမှာလည်းပြောပါတယ်။ပြားလေးကျမ်းမှာပြောပါတယ်နော်။အဲ့တော့ညဉ့်ညူးတဲ့သူဒီလည်းညဉ့်ညူးစေပါအောင်။ဖြောက်မှတ်တော်သူလည်းဆက်ပြီးတော့ဖြောက်မှတ်ပါစေအောင်။ငါသည်အလင်းမြန်လာမယ်လို့ပြောခဲ့တဲ့အတိုင်းပေါ့နော်အခုဆိုရင်ညဉ့်ညူးမှုတွေအင်မတန်မှကိုများလာပါတယ်နော်အဲ့တော့လောကသားတွေညဉ့်ညူးတယ်ဆိုတာကနော်ဒါသူတို့ကိုကျွန်တော်တို့ကဒါကလက်ခံလို့ရတဲ့အပိုင်းမှာရှိတယ်။ဘာကြောင့်လဲဆိုနံပါတ်1သူတို့ဟာဘုရားသခင်ကိုမသိဘူးကျွန်တော်တို့တမန်တရားကိုမသိဘူး။ဒါကြောင့်သူတို့ကအမောင်ထဲမှာရှိတဲ့အတွက်ကြောင့်မလို့ဘာကိုမှမမြင်နိုင်ဘဲနဲ့เนาะသူတို့ညဉ့်ညူးတယ်ဆိုတာကိုကျွန်တော်တို့ဒါကနားလည်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအသင်းတော်ထဲမှာရှိတဲ့เนาะဒီနေ့တာမန်အသင်းသားတောင်မဟုတ်ဘဲနဲ့ဒီအမှုတော်ဆောင်ဘိုင်းမှာညဉ့်ညူးတဲ့အမှုတွေเนาะကျွန်တော်တွေ့လာတဲ့ခါကျတော့ဒါကကျွန်တော်တို့ဘာကိုနားလည်စေလဲဆိုရင်တကယ်တမန်ကျမ်းစာပြည့်စုံလာပြီနောက်ဆုံးသောအချိန်ရောက်လာပြီဆိုတာကိုကျွန်တော်တို့ပို့ပြီးတော့မှနားလည်ခံစားပြီးတော့မှကောင်းကင်နိုင်ငံကိုတွားကျင်တဲ့ကျွန်တော်တို့ရဲ့အသက်တာမှာတော့တကယ်တမာတတိရှိဖို့နော်ပို့ပြီးတော့နှိုးဆော်ခြင်းကိုခံစားရပါတယ်အဲ့တော့ကောင်းကင်နိုင်ငံတကယ်ရှိလားတကယ်မရှိဘူးလားနော်ကောင်းကင်နိုင်ငံကိုယခုလောကအနေမှာနေတဲ့အချိန်ပြင်မြင်နိုင်လားလို့မေးတဲ့အခါကျတော့ကျွန်တော်မြင်နိုင်ပါတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နော်ဒီရှင်ရခရစ်ခန်းကြီးသုံးမှာသခင်ယေရှုကလည်းမြင်တဲ့အကြောင်းကိုပြောတယ်နော်။အဲ့တော့ဘလို့မြင်နိုင်လဲဆိုရင်ရေနဲ့ဝိညာဉ်တော်မွေးသောသူဟာကောင်းကင်နိုင်ငံတော်ကိုမြင်ရမယ်လို့အတိတ်ပဲပါတဲ့စကားကိုသခင်ယေရှုကပြောခဲ့တယ်နော်။ရှင်ရသုံးပါလေရေနဲ့ဝိညာဉ်တော်နော်ဒုတိယမမွေးသောသူမိကကောင်းကင်နိုင်ငံတော်ကိုမမြင်ရဆိုရင်ဒါဆိုရင်ဒုတိယမွေးတဲ့သူကကောင်းကင်နိုင်ငံမြင်ရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပဲဟုတ်တယ်တကယ်တန်ရှင်သောဝိညာဉ်တော်အဖြစ်ဒုတိယမွေးသွားပြီဆိုရင်သူ့ရဲ့ဉာဏ်အားဖြင့်ပညာအားဖြင့်တန်ရှင်သောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့်နှုတ်ကပတ်တော်အားဖြင့်ကောင်းကင်နိုင်ငံကိုသူကသိမြင်လာတယ်ဒါကြောင့်သခင်ရှိခိုးတော်ကကောင်းကင်နိုင်ငံကိုတည်ပြီးတော့နော်ရောက်သွားမှမြင်ရမှာမဟုတ်ဘူးယခုလက်ရှိအချိန်ဒုတိယမွေးပြီးတော့မှဝိညာဉ်တော်အုပ်စိုးပြီးတော့မှနှုတ်ကပတ်တော်အားဖြင့်ဖွင့်ပြတဲ့အခါမှာတကယ်ကောင်းကင်နိုင်ငံကိုဉာဏ်အားဖြင့်မြင်နိုင်တယ်နားလည်နိုင်တယ်ဆိုတာကိုပြောခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာကောင်းကင်နိုင်ငံကိုယခုအချိန်မှာယခုဒီလောကမှာနေစဉ်ပင်မြင်နိုင်တာဖြစ်တယ်နော်ဒီတက်ကိုပို့ပြီးတော့မှတကယ်ဘုရားသခင်ကနောက်ဆုံးသောကာလမှာသူရွေးကောက်ထားတဲ့သူတွေအတွက်ကိုအားပေးလှုပ်ဆောင်နေတဲ့အမှုတွေလည်းရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကောင်းကင်နိုင်ငံကိုခေါ်ပြီးတော့မှလူတွေကိုပြတာဖြစ်တယ်အဲ့တော့ကောင်းကင်နိုင်ငံကိုခေါ်ဆောင်ပြီးတော့မှသူ့ရဲ့လူတွေကိုပြတဲ့အခါမှာနော်တတိပေးတဲ့အခါမှာဒီကိစ္စကိုတချို့သောသူတွေကယုံတာလည်းရှိတယ်မယုံတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ယုံပါတယ်ဘာကြောင့်လို့ယုံလဲဆိုရင်ကျမ်းစာမှာပါလို့ဖြစ်တယ်အဲ့တော့ရှင်ဘောလူကိုယ်တိုင်ကလည်းဒီလိုပဲเนาะသူဟာကောင်းကင်နိုင်ငံကိုချီဆောင်ပြီးတော့မှတက်တည်ပြခြင်းခံခဲ့ရတယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7အခန်းငယ်1မှာစဖတ်လို့ရှိရင်เนาะနော်ဒီလိုထူးဆန်းသောယူပါယုံကိုငါပြန်ပြောပြမယ်เนาะ14နှစ်ထက်ကခရစ်တော်၏တပည့်ဖြစ်သောလူတစ်ယောက်ကိုတတိယကောင်းကင်တိုင်အောင်ချီဆောင်သည့်အကြောင်းကိုငါသိတယ်เนาะရှင်ဘောလူကကောင်းကင်နိုင်ငံတော်ကိုเนาะဘုရားသခင်ခေါ်ယူပြသခြင်းခံခဲ့ရတယ်လို့ဒီကျမ်းစာအပြင်နားလည်လို့ရတယ်ပြီးတော့ဗာပြောလဲဆိုရင်အဲ့ဒီအချိန်မှာတဲ့သူခန္ဓာကိုယ်ပါလားမပါဘူးလားဆိုတာ तू မသိဘူးတဲ့ဘုရားသခင်သိတယ်တဲ့ဒါပေမဲ့ဗာဆက်ပြောလဲဆိုရင် तू ဗာမြင်ခဲ့လဲဆိုရင်ထို့သူဟာတဲ့ပရတိတုဘုံကိုချီဆောင်ခြင်းခံပြီးတော့မှလူမပြောအပ်မပြောနိုင်သောစကားကိုကြားသည့်အကြောင်းကိုငါသိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုရင်သခင်ဒီရှင်ဘောလူဟာကောင်းကင်နိုင်ငံကိုချီဆောင်ပြသခြင်းခံခဲ့ရပြီးတော့မှလူအနေနဲ့ပြောပြလို့မရအောင်ရှင်းပြလို့မရအောင်เนาะကောင်းမြတ်တဲ့အရာတွေသူကြားခဲ့ရတယ်မြင်ခဲ့ရတယ်လို့သူဖော်ပြတယ်ပြီးတော့ကောင်းကင်နိုင်ငံတော်ရဲ့ဘုံစည်းစိမ်ချမ်းသာကဒီလောကမှာရှိတဲ့အရာနဲ့နှိုင်းယှဉ်လို့မရအောင်ကြီးမားတယ်ဆိုတဲ့အရာကိုရှင်ဘောလူကကောရိန္သုဩဝါဒစာခန်းကြီးเนาะဒီနေ့နှစ်ကောခန်းကြီး7မှာကျွန်တော်ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကောင်းကင်နိုင်ငံတော်တကယ်ရှိတယ်ဆိုရင်တကယ်ကျွန်တော်ဝင်အောင်သူသိချာချာနှုတ်ကပတ်တော်အတိုင်းအလိုတော်ဆောင်ပြီးတော့မှပြင်ဆင်ဖို့လိုပါတယ်။အဲ့တော့ကောင်းကင်နိုင်ငံတော်ကိုချီဆောင်ခြင်းခံရတယ်နော်။ဒီနေ့တင်းထောက်တယောက်ပေါ့နော်။အဲ့တော့သူကကောင်းကင်နိုင်ငံကိုဘုရားသခင်ကခေါ်ဆောင်သွားတဲ့အခါမှာခေါ်ပြီးပြတဲ့အခါမှာဒါဒီနေ့ရှင်လုကာခရစ်ရဲ့အခန်းကြီး16ကလိုပဲပေါ့နော်။အဲ့လိုမျိုးအဲ့တော့နော်
ကောင်းကင်နိုင်ငံတော်ကိုချီဆောင်ခြင်းခံခဲ့ရတဲ့အတော်ကြီးတယောက်ပေါ့နော်ဒီအတော်ကြီးတယောက်ကသူဒီရှင်လုခါခရစ်ဝင်ခန်းကြီး16ကအတိုင်းနော်16ကအတိုင်းတထေးညလာစုလို့ပေါ့နော်ပရတိတုဘုံနဲ့ဒီမရဏကိုလှမ်းမြင်နေရတယ်အဲ့ခါမှာ तू ကစေးရုံမှာနှလုံးခုန်နဲ့ရက်တက်သွားတဲ့12မိနစ်တော့တွင်မှာ तू ကကောင်းကင်နိုင်ငံကိုချီဆောင်ခြင်းခံပြီးတော့မှပြတ်သားခြင်းခံခဲ့ရတယ်အဲ့လိုပြတ်သားခြင်းခံခဲ့တဲ့အချိန်မှာ तू ကသူတို့အသင်းတော်မှာလူ1000လောက်ရှိတယ်နော် तू ကလည်းအသက်80 80ဆိုတော့ तू အပြူ16 19အချိန်တော့ရင်ပါဝင်ခဲ့တာပေါ့နော်အဲ့လိုပါဝင်ခဲ့တဲ့အချိန်တော့ရင် तू ကနော်ဒီနေ့သင်းအုပ်ဆရာအကြီးကြီးကသူ့တွေကိုစောပြီးတော့မှချီဆောင်ခြင်းခံခဲ့ရတဲ့အချိန်မှာသူ့ရဲ့သင်းအုပ်ဆရာနော်သင်းထောက်3ယောက်နော်ပြီးလို့ရှိရင်တင်းထောက်ဆိုတာအတင်းတော်ကူညီတဲ့အတင်းတော်လူကြီးပိုင်းပေါ့နော်3ယောက်ပြီးရင်ချီးမွမ်းခြင်းကိုးကွယ်ခြင်းမှာလေဟိုသင်္ကေတပြပြီးတော့မှဥဆောင်တဲ့ leader ပေါ့နော်အဲ့ဒီသူကဒီမရဏဘက်ချမ်းမှာရောက်နေတာကိုသူတွေ့ခဲ့ရတယ်နော်အဲ့နဲ့သူကသခင်ယေရှုခရစ်တော်မေးတယ်ပေါ့နော်သခင်ယေရှုခရစ်တော်ဘာဖြစ်လို့ကျမတို့တင်းအုပ်နဲ့ဒီတင်းထောက်လူကြီး3ယောက်နဲ့နော်ဒီနေ့ဒီချီးမွမ်းခြင်းခေါင်းဆောင်ကဘာဖြစ်လို့နော်ဒီမရဏဘက်မှာငရဲဘက်မှာရှိနေရတာလဲလို့သူအဲ့လိုမေးတဲ့ခါမှာနော်အဲ့တော့အဲ့ဒီချီးမွမ်းခြင်းခေါင်းဆောင်ကကျေးဇူးတော်ချီးမွမ်းတဲ့စိတ်နဲ့သူကဥဆောင်တာမဟုတ်ဘဲနဲ့သူ့ကိုယ်သူမာနကြီးတယ်လို့သခင်ယေရှုကပြောတယ်တဲ့နော်ငါကအတန်ကောင်းတယ်ငါဥဆောင်တဲ့ခါမှာနော်ဒီနေ့ဒီအသင်းတော်ကကောင်းကောင်းချီးမွမ်းနိုင်တယ်ကွာရဲ့အဖွဲ့တွေချီးမွမ်းတဲ့အဖွဲ့တွေကငါဥဆောင်မှုကြောင့်သာချီးမွမ်းနိုင်တယ်ဆိုပြီးတော့မှနော်ဒီလိုမျိုးနော်ဒီလိုသူကမာနကြီးတဲ့အတွက်ကြောင့်မလို့နော်ဒီကောင်းကင်နိုင်ငံမဝင်တာဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ကပြောတယ်တဲ့နော်နောက်တစ်ခုကဟုတ်ပြီတင်းတော်3ယောက်ကရောဘာဖြစ်လို့ကောင်းကင်နိုင်ငံမဝင်တာလဲသခင်ယေရှုလို့မေးတဲ့အခါဒီတင်းတော်3ယောက်ကနော်လောကယာဒူးလိုမျိုးသူတို့ကိုသူတို့နော်မာနကြီးပြီးတော့မှနော်နှိမ့်ချခြင်းနဲ့အစေခံရမယ်အစားနော်ဒီနေ့လောကမှာရှိတဲ့ယာဒူးလို့ပေါ့နော်စစ်သားဆိုရင်ယာဒူးအစင်စစ်နော်အမှ1ရက်2ရက်3ရက်နော်တပွင့်ဖို့အဲ့လိုမျိုးလို့ယာဒူးအစင်စင်ကိုယူတည်ရတယ်လို့သူတို့ကငါတို့ကတင်းထောက်ဖြစ်တယ်နော်ငါတို့ကယာဒူးရှိတယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့သူတို့ကမာနနဲ့အစေခံနှိမ့်ချခြင်းမရှိဘဲနဲ့အဲ့လိုစိတ်နဲ့နော်အသက်ရှင်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပါလဲဆိုရင်နော်ဒီကောင်းကင်နိုင်ငံဘက်ချမ်းကိုမရောက်ဘဲနဲ့မရဏငရဲဘက်ကိုရောက်နေတယ်လို့ပြောတယ်တဲ့နောက်တတိယတင်းအုပ်ဆရာကျတော့ဘာဖြစ်လို့ငရဲကြလဲဆိုရင်တင်းအုပ်ဆရာအစမှာကောင်းနေတဲ့နော်နှိမ်ချခြင်းနဲ့စက်ကတ်တယ်တကယ်စက်ကတ်တယ်သူ့ရဲ့စက်ကတ်ချင်းကြောင့်လဲအသင်းတော်ကလူ200 300နေပြီးတော့400 500 600 900 1000ထိအောင်တိုးပွားလာတာပေါ့အသင်းသူတင်သားတွေကအဲ့ဒီခါမှာဘုရားသခင်ကတင်းသူတင်းသားတွေကိုတိုးပွားစေတယ်ဘုရားသခင်ကနော်ပြောင်းလဲစေတယ်လို့နော်ဒီနေ့ကျေးဇူးတော်ချီးမွမ်းခြင်းနော်ဒီနေ့ရှိရမယ်အစားသူစက်ကတ်လို့ဖြစ်လာတယ်ဆိုပြီးတော့မာနကြီးတယ်ပြီးတော့နော်ဒီနေ့မာနကြီးတဲ့အတွက်ကြောင့်နော်ဒီနေ့ဝါကြွားတဲ့အတွက်ကြောင့်ကောင်းကင်နိုင်ငံမဝင်နိုင်ဘူးလို့ပြောတယ်တဲ့နော်ခုနတင်းတော့3ယောက်ရဲ့ပြဿနာထဲမှာခုနလို့နော်သူတို့ကယာဒူးကိုလည်းနော်ဒီနေ့ဆိုသူတို့ကဟိုမာနယာဒူးကြောင့်မာနကြီးတယ်လို့တစ်ဖက်မှာလည်းဘယ်တော့မှနောင်တမရဘူးတဲ့နော်အဲ့တော့ကျွန်တော်ကဒီယာအပြင်ဘာသိနိုင်လဲဆိုရင်တကယ်နောင်တရခြင်းဟာအရေးကြီးတယ်နော်ကျေးဇူးတော်ချီးမွမ်းခြင်းဟာလည်းအရေးကြီးတယ်နော်ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာပါဇက်ပဲကျေးဇူးတင်တယ်လို့ပြောတာမဟုတ်ပဲနဲ့ငါကြောင့်ဖြစ်တာမဟုတ်ဘူးဘုရားသခင်ကပြောင်းလဲစေတယ်ဘုရားသခင်ကကယ်တင်ပေးတယ်ဘုရားသခင်ကလှုပ်ပေးတယ်ဒါကြောင့်ငါဘာမှဂုဏ်ယူစရာမရှိဘူးဆိုပြီးတော့မှနှိမ့်ချတဲ့စိတ်နဲ့ကျေးဇူးတော်ချီးမွမ်းတဲ့စိတ်ဖြစ်လာတဲ့ဘုန်းတော်ကိုဘုရားသခင်ကိုအကုန်အနံ့နဲ့စိတ်ကအရင်အရေးကြီးတယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်ဒါကြောင့်ကောင်းကင်နိုင်ငံတကယ်ရှိတယ်နော်တကယ်ရှိတဲ့ကောင်းကင်နိုင်ငံသွားဖို့အတွက်ကျွန်တော်တို့ကတကယ်ဘုရားသခင်အလိုတော်တိုင်းဘုရားသခင်နှစ်သက်တဲ့အတိုင်းနှိမ့်ချခြင်းကျေးဇူးတော်ချီးမွမ်းခြင်းနောင်တရခြင်းနဲ့အသက်ရှင်ဖို့လိုတယ်လှုပ်ဆောင်မှုတွေဘလောက်များများဒီနောင်တရတဲ့အသက်တာကျေးဇူးတော်ချီးမွမ်းတဲ့အသက်တာမရှိဘူးဆိုရင်ဘုရားသခင်လက်မခံဘူးဆိုတာကိုကျွန်တော်ဖော်ပြချင်တာဒါကြောင့်လှုပ်ဆောင်မှုတွေကြောင့်မဝါကြွားပါနဲ့နော်အမြဲတမ်းနှိမ့်ချပါအမြဲတမ်းကျေးဇူးတော်ချီးမွမ်းပါအမြဲတမ်းနောင်တရပါလို့ကျွန်တော်ဒီနေ့နှိုးဆော်လိုက်ပါတယ်အလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ